Hello မင်္ဂလာပါဒီနေ့ကျွန်မတာကူမုတ်ဖတ်ထုတ်လုပ်စားပါမယ်ရှင်အထဲမှာထည့်ပဲအုံသီးအတွက်အုံယူထိုးဖို့တကြားရဲ့အုံကျိတ်ထားတဲ့အုံသီးထဲမှာတကြားရဲ့စားလေးနဲ့ရဲ့ထည့်ပြီးတော့လောက်ရမယ်အချိုးကျရင်တော့တကြားမများထည့်ပါရှင်အဲ့ဒါတွေကိုတကြားတွေစားတွေပျော်ပြီးတော့အညိုရောင်တန်းလာတဲ့အထိလော်ပါမယ်အညိုရောင်တန်းလာပြီဆိုရင်ကြက်ခံနေပြီဆိုရင်ကျွန်မထောပတ်လေးတစ်စုံထည့်ပြီးတော့မှုေလိုက်ပါတယ်အဲ့ဒီအထဲမှာထည့်ဖို့အတွက်ရပြီဆိုရင်ကျမကအဲ့ဒီဟာလေးတွေကိုအလုံးလေးတွေလုံးပါတယ်တာကူမဖတ်ထုတ်အတွက်တာကူကိုကျမရေ2ခါလောက်ဆေးပြီးတော့တာကူ3စရေ2စလောက်ထည့်ပြီးတော့စိမ်ထားပါတယ်တာကူတွေကရေကိုစုပ်သွားပြီးတော့တာကူလေးတွေဖောင်းလာပြီဆိုရင်ရေလဲ6ပြီဆိုရင်အဲ့ဒါကျမစပြီးတော့ထုတ်ပါပြီဒါကလေးနည်းနည်းထည့်အဲ့လိုမျိုးကျမထုတ်ပါတယ်သူများတွေကတော့ဘယ်လိုထုတ်လဲတော့မသိဘူးရှင်ကျမကတော့အလွယ်တိုင်းပဲလုပ်လိုက်ပါတယ်ဒီဘာလို့မျိုးထုတ်တာလွယ်သလိုပဲရှင်သူများတွေကတော့ဘယ်လိုထုတ်လဲမသိပါဘူးရပါပြီပြီးဒီမှာပေါင်းပါမယ်ရေနွေးဦးထဲမှာထည့်ပြီးပေါင်းပါမယ်ကြက်ပါပြီဒီမှာအထဲမှာကြက်မကြက်ယူကြည့်ပါမယ်ရှင်ဆိုလိုက်မြည်ကြည့်ပါမယ်အဲ့ဒါတာကူမဖတ်တော့ကပူတဲ့အချိန်မှာသွားလုပ်ရင်တော့ကတ်တယ်ရှင်ဟုတ်အေးသွားရင်တော့မကတ်တော့ပါဘူးမြည်ကြည့်ပါမယ်စခုရတာတော့တော်ပဲရှင်သိမချိုးရှင်အေးသွားတဲ့အခါကျရင်တာကူမဖတ်တော့လုံးဝမကတ်ပါဘူးရှင်စားလို့ရပါပြီကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်